ဏတရားထုတ်တယ်ဆိုတာအစွဲဖြုတ်ဖို့ခေါ်တာပဲအစွဲဆိုတာထင်ရှားတာတခုပြောမယ်ဆိုလို့ပစ္စည်းတစ်ခုကိုငါဟာလို့ကိုဟာလို့သတ်မှတ်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီပစ္စည်းဆုံးရှုံးနေတာတော့မှစိုးရိမ်လာတခါလူတယောက်ကိုသားသမီးပဲဖြစ်စေကိုဆွေမျိုးညာတိပဲဖြစ်စေနောက်ဆုံးမှကိုနဲ့ယဉ်နှီးတဲ့မိတ်ဆွေပဲဖြစ်စေငါရဲ့မိတ်ဆွေငါရဲ့တငယ်ချင်းငါရဲ့ဆွေမျိုးဆိုတဲ့အတွေးတွေနဲ့သိမ့်ပိုက်လိုက်ပြီဆိုလို့ရှိရင်နောက်ကပါလိုက်လာတော့ဆိုစိုးရိမ်မှုတွေဆက်သွက်လာကိုမသိတဲ့လူတယောက်ဘယ်သူမှမစိုးရိမ်ကိုမပိုင်တဲ့ပစ္စည်းတစ်ခုတွေလည်းဘယ်သူမှမစိုးရိမ်